ငါလိုက်ကောက်တဲ့ကောင်นี่မင်းလိုမျိုးလွယ်ကူတယ်များမှတ်နေလားဟဲ့လမ်းကြိုလမ်းကြနောက်ပွေးကြိုကြောင့်ပွေးကြဝင်ရတာအခွေးကိုက်ရင်လည်းခံရသေးတယ်အဲ့တော့ငါ့ကိုပစ္စည်းရတယ်ဆိုပြီးတော့မင်းကြီးကြီးစကားလာပြီထမင်းနေပါရောမယုံနဲ့နော်ဟဲ့ရုပ်ကိုကြည့်ငါအဲ့လိုတန်းစားမဟုတ်ဘူးရှင်းတယ်နော်အော်ကိုရလေမနေ့ကစိတ်ဝင်စားသေးပါဘူးနေရဘယ်ချိန်စိတ်ဝင်စားပါလဲငါမပြောချင်လို့ကြည်နေကြပြီနော်ငါတငယ်ချင်းတွေဖြစ်တဲ့ဆရာဝန်တွေအင်ဂျင်နီယာတွေစီးပွားရေးသမားတွေလုပ်ငန်းရှင်တွေအများကြီးလာတောင်းလို့ကလည်းနေလက်မခံဘူးတရားဆိုတာငါယုံကြည်ရတယ်ငါတငယ်ချင်းအရင်သူလည်းစီးပွားရေးလုပ်ငန်းရှင်တယောက်နေဘဝအတွက်တင်တောင်းတင်နဲ့ထားနိုင်မဲ့သူမျိုးမလို့ငါသဘောတူတာအမလေးပလောင်ချဲချဲစီးမရှိလိုက်တာရယ်ဘာလို့လဲဒီပလင်းတစ်လုံးနဲ့ဘာမှမဖြစ်သွားဘူးသိလားဟဲ့နေရမဖြစ်ပေမဲ့ငါတို့ကဖြစ်တယ်နော်ဒီဖီယာတပ်ပလင်းကိုလေပြန်ပြီးတော့ရောင်းလို့ရှိရင်150ရတယ်သိလားဘာလုပ်နေကောက်ရပါဟေးကောက်ဟာမကောက်နဲ့လေဘာလုပ်ရလို့မေးကျွန်တော်ဒီမှာသုံးမရတဲ့အမိုက်တွေပုံထားလို့ကျွန်တော်ကောက်တာဟဲ့ဟိုသုံးမရတဲ့ဘူးကမလားငါရောင်းစားမလို့စုထားတဲ့ဘူးတွေလက်မဘူးတွေကောက်ပါလားဘာကိစ္စလဲခြံထဲကဘူးတွေကောက်ပါဒီပြင်ကဘူးတွေကောက်ပါလားလူဖြစ်လို့လွာပြီးမြတ်ခြံထဲမှာစုထားတဲ့ရောင်းမငါရောင်းမစုထားတဲ့ဟာဟုတ်ကဲ့ပါကျွန်တော်လည်းပုံထားတာပြီးတော့ကျွန်တော်လည်းကောက်တာပါပုံထားတိုင်းအမိုက်ဖြစ်မလားပုံထားတိုင်းငါစုထားလားငါရောင်းမလို့ကျွန်တော်ကြည့်လို့နော်ပလုံကောက်တဲ့ကောင်တွေကျွန်တော်ဟိုကြားထဲဝင်ဟိုနောက်ဆွဲဒီဆွဲလမ်းလာတဲ့ဝတ်တွေရုပ်လို့ရုပ်ဟိုကျွန်တော်အဲ့လိုတန်းစားမဟုတ်ပါဘူးဗျာကျွန်တော်အနောက်မှာကောက်တယ်ဆိုရင်လည်းကျွန်တော်မလိုအပ်တဲ့ဘူးကိုတွေပလုံးကိုဘယ်မလိုအပ်တဲ့ဘူးကိုနေပါလေပြောနင်းဟိုနောက်ကသူကြီးဆွဲနေတာငါမြင်နေတာငါဒီမှာထိုင်းနေတာအကုန်မြင်နေရတယ်သူဆွဲတယ်ဆိုတာလေကျွန်တော်ယူချင်လို့မဟုတ်ပါဘူးအဲ့ဒီသူကြီးကတန်းလိုင်းကြီးကြနေတော့ကျွန်တော်တို့ကောင်တွေဝင်လာပြီးဆွဲမှဆိုလို့ဆိုကျွန်တော်ဖြုတ်ပြီးတော့တန်းနဲ့ရိုက်ပြီးဖို့စေတနာရှင်လေးဟောအဲ့ဒါကျွန်တော်လှုပ်သွားတော်ပြီမကောက်နဲ့ဟုတ်ကောက်ရှင်ဖို့ရှေ့ဟာတွေတော့ဟုတ်ကဲ့ပါသွားမလိုဟာမသိဩမကောက်ပါနဲ့ဆိုသွားပါတော့ဆိုနေပါပဲမတိနဲ့ဟိုကတော့မပင်မခံပြီးစုထားတဲ့ဟာကို तू ကရရဆက်ဆက်လာယူနေတယ် तू ကောင်းမှမသိနေပွားရတဲ့အကုသူတွေလာပေးနေတီဟာလေမင်းကလေတကူတကငါ့ကိုအဲ့လိုလာပြောနေကြလိုလားလို့လိုတာဘောတငယ်ချင်းရေအခုကကိုတငယ်ချင်းညီမကိုကိုကချက်ဖွင့်ပန်းမှာဒီတငယ်ချင်းဟာအားကြောင့်မင်းတို့ငါလာဖွင့်တောင်းတာပါကွာညီမတွေငါချက်နေတာကြာပြီမင်းနဲ့သိရသားနေကွာဟောငါသိတယ်လေငါသိတယ်မင်းကိုဘာမှမပြောဘူးငါသဘောတူတယ်ဘာကြောင့်သဘောတူလဲမင်းတို့လူငယ်စီးပွားရေးလုပ်ငန်းရှင်တယောက်နော်ငါအနေနဲ့မင်းကိုညင်းရဘာကြောင့်မှမရှိဘူးငါအကုန်သဘောတူတယ်လို့အဲ့ကြောင့်မလို့မင်းခုလာပြောတော့လေငါစိတ်မဆိုးဟုတ်ငါအခုတောက်တဲ့လာဆိုငါ့ကိုတမျိုးတော့မထင်ပါနဲ့ကွာပထမငါမိဘတွေတခါတည်းခေါ်လာမလို့ဒါပေမဲ့မင်းတို့ဘက်ကတည်းကငါ့ကိုသဘောတူလားမသဘောတူလားမသိမင်းစကားတွေအများများပါပြီငါသဘောတူတယ်ငါညမလက်ခံရင်အဆင်ပြေတယ်လို့မင်းကငါပြောပြပါပြီမင်းလည်းငါနဲ့တငယ်ချင်းအဲ့လိုပြောနေကြအောင်မလို့လားငယ်ရင်းမှုလည်းပြောနေတာပေါ့ကွာမင်းညမဆိုတာငါညမပါပဲကွာအဲ့လိုမယူနဲ့လေအဲ့လိုယူနဲ့ငါညမယူဖို့မကြမ်းနဲ့အဲ့လိုပြောတာမဟုတ်လေကွာငါမင်းညမလေးကိုညီမလေးတို့လည်းချစ်တယ်တငယ်ချင်းတို့လည်းချစ်တယ်ချစ်တယ်တို့လည်းချစ်တယ်လေတငယ်ချင်းပန်းလာလာမြန်နိုးသူရဲ့ကိုသေးမလေးပန်ပေးလိုက်ခြင်းနဲ့ဟောမနောက်ပါနဲ့ကွာမင်းညမလေးငါတကယ်ချစ်တာပါကွာနောက်တာမဟုတ်ဘူးမင်းကတချင်းစာသားတွေပြောသလိုဖြစ်နေတာလေငါလည်းငါပြောတဲ့သူတွေပြောလိုက်တာပါကွာငါအတွေ့အကြုံမရှိဘူးတငယ်ချင်းကသိတယ်ရပြီမင်းကိုငါသဘောတူတယ်ငါညမလက်ခံရင်အဆင်ပြေပြီငါအခုမင်းရှိမှလည်းခေါ်ပေးပေးမယ်ရပြီခေါ်မေးတော့မင်းလည်းနည်းနည်းဝိုင်းပြောပေးလေကွာမင်းကလေကိုအားကိုမကိုငါပြောပေးမယ်ကွာဟုတ်ပြီလားသိပါကွာတော့ပါသူမြတ်ရလေရှင်သူမြတ်လာခိုင်းခဏလားအော်ဟုတ်ရောင်းလို့ပါပြောပေးနေတယ်လို့သာပြောပါကဲရောဘလို့ဖြစ်နေလဲငါ
ငါပြောပြပါမယ်ဆိုမှပဲ ငါရှက်လို့ပါကွာမင်းက ရွှေတွေတော့ကဲငါလေးနင်တီးရတော့တည်တယ်မလား ကိုကြီးတငယ်ချင်းပဲလေတိတာပေါ့ ဟေးငါရှင်းမျက်နှာနောက်ထားပြီးပြောရမှာပဲနော်အခုတီးဟာငါကျမကိုစိတ်ဝင်စားတယ်တဲ့အဲ့ဒါအစင်ပြေမပြေလေးပြောပြပါမေးပြပါဆိုလို့ခေါ်မေးပြတာနော်နင်အစင်ပြေလား အော်ကိုကြီးကလည်းမနေ့ကစိတ်ဝင်စားသေးပါဘူး ဟောနင်ရဲ့ဘယ်အချိန်စိတ်ဝင်စားမှာလဲငါမပြောချင်လို့ကြည်နေကြပြီနော်ငါတကယ်ချင်းနေဖြစ်တဲ့ဆရာဝန်တွေအင်ဂျင်နီယာတွေစီးပွားရေးသမားတွေလုပ်ငန်းရှင်တွေအများကြီးလာတောင်းတော့လည်းနင်လက်မခံဘူးတရားဆိုတာငါယုံကြည်ရတယ်ငါတကယ်ချင်းအရင်သူလည်းစီးပွားရေးလုပ်ငန်းရှင်တယောက်နင်ဘဝအတွက်တင်တောင်းတင်နဲ့ထားနိုင်မဲ့သူမျိုးမလို့ငါသဘောတူတာနင်ကဘာလို့အဲ့လိုညင်းနေ ညီမလေးကစိတ်ဝင်စားသေးတဲ့ဟာကိုညီမလေးအိမ်တော်ပြုတ်ကိုအာရုံမရှိဘူးလွတ်လွတ်လပ်လပ်ပဲနေကျင်သေးတယ် နင်သက်မငယ်တော့ဘူးနော်ဟဲ့ ကိုကြီးအသက်မငယ်တာဘာဖြစ်လို့လဲ ဟိုဖြစ်ကိုကြီးတို့လက်ခံမှာညီမလေးညီမလေးကိုတကယ်ချစ်တာပါ ဟောဘာလို့ညီမလေးရဲ့သူကတမျိုး တော့ပေါ့ကွာငါရောင်းပြရတယ်တကယ်ချင်းရ ဟိုနင်ဒီတော့လက်ခံလိုက်ပါဟာနင်ကလည်းနင်ရွယ်လည်းမငယ်တော့ဘူးလေဟာငါ အော်ကိုကြီးကလည်းညီမလေးကစိတ်ဝင်စားတဲ့ဟာကို နင်ကဘယ်တော့စိတ်ဝင်စားမှာလဲအဲ့ဒါဟမ်နင်ကိုရှင်းမလာတောင်းတာ၄-၅ရောက်ရှိပါပြီနင်အကုန်ညင်းလွတ်တာငါဘယ်လိုလူမျိုးရှာပေးအောင်မှာ ကိုရှာပေးကြမလို့ပါဘူးဟိုညီမလေးတကယ်လို့စိတ်ဝင်စားတဲ့လူညီမလေးချစ်တဲ့လူတွေ့လို့ရှင်ကိုရုပ်ပြောမယ်အခုတော့ညီမလေးအဲ့ဒါစိတ်ဝင်စားသေးတယ် ဟောဟဲ့ဟောကဲဒီကအစင်ကြီးလာမှတ်လိုက်တော့ ဒီတော့မှတကယ်ချင်းဟုတ်ပြီဟုတ်ပြီဝါငါမယူလို့ညင်းသွားတာကွာ အခုညင်းသွားရင်ပဲနောက်အစင်ပြအောင်ငါနားချပေးထားမယ်ကွာငါပြောပေးထားမယ် ကျေးဇူးတင်ပါတကယ်ချင်းရရောင်းတော့ပြောပြပါပါနော် ပြောပေးမယ် လိုပဲဖြစ်ဖြစ်ညီမတို့ငါတကယ်ချစ်တာပါကွာငါတော့ရောင်းတော့ပြောပြပါတကယ်ချင်းရ အေးပါ နော်ညီမတို့ငါတကယ်ချင်းနဲ့က ဩမင်းနဲ့ငါနဲ့ညားတော့မယ်ငါလာကိုင်းနေတယ်ပြောလဲ တန်းနေဝဲတယ်ကြီးတယ်ဝဲတယ်ဘယ်ရောခံပြတ်တွေဝဲတယ်ရေမော်တာစုပ်တွေဝဲတယ်ဟာကွာတမန်လုံးတလန်းဝင်တလန်းထွက်လိုက်ဝဲတာဘသူမှလည်းလာမရောင်းရအောင်ဟောကိုကလည်းဒီလောက်ကိုခုမှစလောက်ခါသားဆိုတော့ဒီကနမှားနေလို့လားမသိဘူးထားလိုက်ပါတော့တန်းနေဝဲတယ်ကြီးတယ်ဝဲတယ်တပူဟောင်းလေးလဲတယ်တန်းနေဝဲတယ်ကြီးတယ်ဝဲတယ်တပူဟောင်းလေးလဲတယ်ရေမော်တာစုပ်တွေရှိသေးလေဟဲ့လာရောင်းရပါလေရောင်းရင်နေတော့တန်နေဝဲတဲ့ကြီးတွေဝဲတဲ့တပူဟောင်းနေလေတဲ့တန်နေဝဲတဲ့ကြီးတွေဝဲတဲ့တပူဟောင်းနေလေတဲ့ရေမော်တာဆုပ်တဲ့ရှိသေးရင်လေဟဲ့လာရောင်းရပါလေတူနတန်တူနတန်တန်တူန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 တန်ဟူးမောလိုက်တာတမန်လုံးတလန်းဝင်တလန်းထွက်လိုက်ကိုရဘာတစ်ခုမှလည်းမရအောင်ဒီလိုတောက်လိုက်အောင် အာဟဲ့ကျတော့ အေး အမေလိုက်ဝဲတာဘာမှမရဘူးလား ဟောဘာမှမရပါဘူးကွာတမန်လုံး ဘာတော့ ဟောမင်းတို့ကောင်းတဲ့ကောင်တွေကအချင်းချင်းကောင်းလိုက်ပါရလာပြီလားငါတို့ပတ်စံနဲ့လိုက်ဝဲတဲ့ကောင်တွေမရပါဘူးကွာ မင်းကပတ်စံနဲ့လိုက်ဝဲတာတက်လန်းဝင်တန်လန်းထွက်ငါလိုက်ကောက်တဲ့ကောင်တွေမင်းလိုမျိုးလွယ်ကူတယ်များမှတ်နေလားဟဲ့လမ်းကြိုလမ်းကြနောက်ဖွေးကြိုကြောင့်ဖွေးကြိုဝင်ရတာအခွေးကိုက်ရင်လည်းခံရသေးတယ်အဲ့တော့ငါ့ကိုပစ္စည်းရတယ်ဆိုပြီးတော့မင်းကကြီးကြီးစကားလာပြီ ထမင်းတွေပါရောမယုံနဲ့နော် ဟဲ့ရုပ်ကိုကြည့်ငါအဲ့လိုတန်းစားမဟုတ်ဘူးရှင်းတယ်နော်ကောက်စားတယ်ဆိုမှရိုးသားပဲရှင်းလားမလိုအပ်တဲ့ဘူးတွေပြစ်တာပဲငါတို့ကကောက်တာမင်းပြောတဲ့ဘူးကငါပဲမသိထမိန်တွေလိုက်ခိုးပြီးတော့ပစိုးတွေလိုက်ရုံအင်ကြီးတွေလိုက်ရုံအဲ့လိုပုံစံမျိုးဖြစ်နေနော် ဒါကိုယ့်ဘက်ကထင်တာပါ ငါဒီလိုကောက်တယ်ဆိုတာငါမှရည်ချက်ရှိ ဘာယူရချက်လဲ ပြောလို့မရအဲ့ငါရဲ့လိုချက် ပြောလို့မရလဲမပြောနဲ့တော့ ရှင်းတယ်နော်ကိုလေးပြောမနေနဲ့ ပြော ဒါလေးဝယ်သွားလိုက် အေးပေါ့ဟောဒါယူငါတို့ဝယ်ရမှာ ဟိုဒါလေးဝယ်ရတယ်မင်းဘာဖြစ်မှာမလို့လို့လို့ ဟောကိုယ့်ဘက်ကဆိုင်မသွားရောက်မှာလား ။အော်မင်းကလည်းကွာ။ကဲမင်းကငါ့ချီကဝယ်ပါပြီ။ဆိုင်ရပေးတဲ့ဈေးတိုင်းလေးပဲငါပေးစမ်းပါ ဆိုင်ရောက်ပေးတဲ့ဈေးတိုင်းပြီးတော့ငါဘာသွားကြံမှာလဲငါပဲမင်းပစ္စည်းကိုအလေးခံပြီးဒီတွန်းလဲဝတ်တင်ပြီးတည်သွားအောင်မလား ။မတည့်ချင်းလဲနေကွာ မတည်ဘူးကွာမတည်ဘူးကွာတော့ကွာမတည်ဘူး ။လာပြီလို့။တန်နေဝရေကြီးနေဝရေတက်ပြူရေဝရေရှင်းမောတာစုပ်တွေဝရေဗီဒီယိုခံပြတွေဝရေ သူ့ဟာမြအလေးခံပြီးတည်သွားအောင်တထောင်းစားမလေးဟာတထောင်းစားရငါလေ နေငါ့ကိုလေမနေ့ကရိုက်ပြီးတဲ့ပုံမလှအောင်နော်မကြိုက်ဘူးတဲ့ပုံမှာ အေးပါနောက်တစ်ခါဆိုငါလှလှလေးရိုက်ပြီ ပြောတာပဲ တော့ခွင့်တယ်နော် ပြောတာပဲနေကပြီးလို့ရှိရင်ဘာကုန်လို့ထွက်လာမှမသိဘူးငါတက်လို့လေကုန်းလေးတင်ညွှန်းလို့ပါဟဲ့နေကလေကောင်းအောင်ကိုရိုက်ပေးစမ်းပါငါ့ အေးပါစိတ်မဆိုးပါနဲ့နောက်တစ်ခါကျလှလှလေးငါရိုက်ပြီနော် အဲ့ပြီးတော့သွားနေပြန်တော့နောက်ပြန်9နာရီလာခဲ့ အေးဟဲ့ဆုနဲ့ ဘာလဲ ဘာနင်းပြောစရာရှိလို့ပါ ဘာမဟုတ်တိုင်းနေအောင် မဟုတ်တာလို့တော့မဟုတ်ပါဘူးကွာပါလေနင်းနဲ့တငယ်ချင်းအစ်စ်ထက်အကြော့ချင်းနေဗျာ ကောင်းမြတ်လူ
ညငါခဏလာပြောနေနော်ညကိုလေငါလေးယောက်ျားလေးလို့ကိုမမြင်တာညငါသိထဲလိုက်ထဲလို့မရဘူးခေါင်းနဲ့လိုက်ထဲလို့မရဘူးကောင်းပြန်ရေမပြောပါနဲ့အဲ့တကားလေး နင်ကလည်းဟာငါတို့တွေကတငယ်ချင်းဖြစ်လာလဲကြာပြီဟာပြီးတော့ငါနဲ့နာမဆောင်းရှောင်းရင်းနဲ့တဘွားလုံးတော့ငါနဲ့နာမနေချင်လို့ပါ ညငါ့ကိုလေတငယ်ချင်းဖြစ်နေတဘွားလုံးဆောက်ရှောက်လို့ရတယ်အဲ့လိုမှမဟုတ်ဘူးနော် မဟုတ်ဘူးလေဟာချစ်သူအနေနဲ့လည်းငါနဲ့နာမနေချင်လို့ပါ တော်ပြီဟာမပြောပါနဲ့တော့ဆိုမှပဲနေရလေတငယ်ချင်းစက်ကနေဒီမှာပြတ်သွားခြင်းလို့လား အဲ့လိုလည်းမဟုတ်ဘူးလေဟာ ကောင်းမြတ် ဟောပြန်ချစ်ပေးပါလား ညငါလက်ကိုလွတ်နော် မလုပ်ဘူးဟာ ကောင်းမြတ်ညငါလက်ကိုလွတ်နော် မလုပ်ဘူးဟာနင်ငါ့ကိုချစ်တယ်လို့ပြင်ပေးမှငါလွတ်မယ် ငါလက်ကိုလွတ်လို့ညငါပြောနေတယ်နော် မလုပ်ဘူးဟာ ညမလွတ်တာကျိန်းသိပြီလား ချင်းတယ် တကယ်ကျိန်းသိပြီနော် မလုပ်ဘူး ဟာညငါလည်းဒီနေ့ဆိုင်တငယ်ချင်းစက်ကပြတ် သူမြတ် ဘာဖြစ်လဲ ကောင်းမြတ်ပေါ့ဒီမလေးကိုရေးတဲ့စကားလိုက်ပြောနေ အော်နင်ကလေဟာတငယ်ချင်းချင်းရည်သားစကားပြောတာနင်အဲ့လိုကြီးပါရိုက်စရာလိုလို့လား လို့လို့ပေါ့ကိုကြီးရဲ့ စုမြတ်ရဲ့ငါတငယ်ချင်းတွေဖြစ်တဲ့ဆရာဝန်တွေအင်ဂျင်နီယာတွေနော်စီးပွားရေးလုပ်ငန်းရှင်တွေအကုန်လုံးလာတောင်းတယ်3 4 5ယောက်နင်လက်မခံဘူးနောက်ဆုံးငါတငယ်ချင်းအရင်ဖြစ်တဲ့တီဟတောင်းတော့ကလည်းနင်လက်မခံဘူးအဲ့ဒါငါတငယ်ချင်းတွေဘုလို့ထားလိုက်တော့အခုကနင်တငယ်ချင်းအရင်လေနင်သူ့เจ้าတွေအကုန်သိနေတာပဲဘာငင်းနေရရှိလဲဟာ ကိုကြီးညီမလေးမစိတ်ဝင်စားတာပြီးကြတော့လေညီမလေးတို့အင်ဂျင်နီယာလည်းမလို့ဆရာဝန်လည်းမလို့တင်မောသားလည်းမလို့ဘာမှမလို့ညီမလေးတို့လိုတာအချစ်စစ်ပဲလိုတာညီမလေးကိုလည်းချစ်ကမယ်ညီမလေးကလည်းတကယ်ချစ်တယ်ဆိုလို့ရှိရင်အဲ့အချစ်ကိုညီမလေးလက်ခံပါခုတော့ညီမလေးကလေစိတ်ဝင်စားတယ် အေးမဝင်စားနဲ့နော်မဝင်စားနဲ့နင်ဘယ်တော့မှအချစ်စစ်နဲ့တွေ့ပြီးဘလို့ကောင်နဲ့ညားမယ်ငါစောင့်ကြည့်အောင်မယ်နော်နင်ချစ်သူကဘလို့ဖြစ်မလဲငါကြည့်အောင်မယ်ဟဲ့ မင်းခေါ်လို့ဆိုတာငါတို့လိုက်လာတာနော်မင်းကြိုက်တဲ့စုမြတ်ကမင်းအသက်ရွယ်နေဖြစ်နိုင်မှာမင်းအသက်ရွယ်ထည့်မပြောရင်တော့အချစ်မှာအသက်ရွယ်နေမှာစားမင်းတော့ပေါ့ငါစုမြတ်လို့ရင်ပတ်ထဲကချစ်တာကွာမင်းနောက်ကအသက်ရွယ်ထည့်မပြောရင်တော့ ဟုတ်တယ်ရအချစ်ဆိုတာအသက်နဲ့သက်ဆိုင်ဘူးနေထက်ကြီးကဒီနေ့ယူမလက်ပြန်သဲ ဟာဘာလို့ ဖြစ်နိုင်ဘူးလို့ပြောတာမဖြစ်နိုင်ဘူးလို့ပြောတာဟုတ်တယ်နော် စောက်ကားလို့အထောင်းသက်တာမှန်နော်စိတ်ဆိုးပါ နေထက်နော် မင်းတတိရှာစဉ်းစားနော်အဲ့စုမြတ်ကိုလေဟိုသူ့အိမ်မှာဆရာဝန်တွေရောအင်ဂျင်နီယာတွေရောအရာရှိတွေရောနောက်ဆုံးပြောပြမယ်ကွာစီးပွားရေးသမားတွေကပါအစလာပြီးတောင်းရတာတော့မှ तू ကနည်းနည်းလေးမှစိတ်ဝင်စားတာမဟုတ်ဘူး ငါသိတယ်ငါသိလို့ဘီတို့နှစ်ယောက်ခေါ်လာလေကွာငါစုမြတ်ကိုကောင်းကောင်းမပြောလို့မှမရဘူးဆိုရင်တော့ချစ်လူမကြီးလောမှာဟိုမင်းတို့ကိုသင်ကြဘူးတယ်မလားမမလေးကိုဗျာမောင်မောင်ကခိုးပါတယ်လူဆိုးတွေနဲ့မောင်တိုင်မင်းကြားဘူးတယ်မလား အေးပါကွာမင်းကမင်းသားကြီးဆိုတော့လေ ကဲမင်းသားကြီးဟမ်ဟိုမှာစုမြတ်လာနေဟမ်ဟောတွေ့လား ကိုဟင်စုမြတ်လေးရောဒီဒီမှာအရန်လာတယ်ဗျာ အာယူနေပြီလေ အဲ့တော့လေ ဩအချစ်ကြည့်လိုက်တာလို့ ကြည့်ရမယ်လေကြည့်ရမယ်ထိလို့မရတော့ဟမ်ထိလို့မရတော့တော့ဟာစုညလေဘာဖြစ်တာတော့ငါခေါ်ပါလေမင်းတော့ဖြစ်တာစု ဘာလဲ စုလေကွာချစ်တယ်လို့ခဏခဏပြောစုကဘာမှလည်းပြောမပြောဘူး ရှင့်ကိုလည်းကျွန်မခဏခဏပြောပြီးပြီလေရှင့်ကိုမချစ်နိုင်ပါဘူးလို့ဘယ်နှခါပြောရမှာလဲ ဟိုစုရဘယ်နှခါပြောမှာစုစီကအဖြေပြပြကိုကလိုက်ပြောနေမှာပဲလေ ရှင့်စကားကိုပြောနေနဲ့ရှင့်တက်ရွယ်ကိုလည်းရှင့်ပြန်ကြည့်အောင် ဟာစုအဲ့အတက်ရထက်ပြောတယ်လေအတက်ရဆိုတော့ကိန်းရတစ်ခုပဲစုရင်ပတ်ရချစ်တာ ဒီမှာရှင့်ရှာရုံးမရှိရင်စကားတက်လိုက်ပောက်ကြရရှောက်ပြောနေတယ်ရှင့်ကျွန်မလုံးဝမစဉ်းစားနိုင် ဟာစင်ကိုရချစ်တဲ့စကားလုံးတွေကိုမင်းအဲ့လိုတမ်းမှုပြလိုက်ပါနဲ့စုကိုနောက်ဆုံးတစ်ခုမေးမယ်ကွာစုကိုချစ်မလားမချစ်ဘူးလားပြော မချစ်နိုင်ဘူး တေးကြရနော် သိကြတယ် အေးတေးကြရတော့လိုက်ရမပြောလိုက်ကွာခင်ဗျားတို့ဟဲ့ဗျာခရီးရကြောက်တယ်ယောက်ျားလေးကတော့ရမ်းလိုက်ကောင်းတယ်တေးခုဝင်နေခေါ်ပါ ကျွန်မမိမကောင်းပါကျွန်မမိမကောင်းပါ ။ညာ။မင်းစရာပလုံကောတဲ့စိတ်မရှိရနော်။ပါ။တော် 900
မင်းဟီးရိုးတွေကလို့ရုပ်ရှင်လာမလုံနဲ့နော် ရုပ်ရှင်တွေကလည်းဖီးတို့လာမလုံးနဲ့ မင်းတားလိုက်ကွာဟဲ့အောင်မင်းသွားလိုက်တော့ အဲ့လိုဘယ်ပေါင်းပြေးပါလား ပေါင်းပြပါလား ကိုမလို့ ကျွန်တော်နာမည်ကိုပလုံးမဟုတ်ပါဘူးကျွန်တော်နာမည်တွက်လက်ပါဟိုတန်းဒီမနေရလား ဟုတ်တယ်ဒီမှာနေတာ ဟာ ဟိုတနေ့ကလေဟိုဝင်ကူညီပေးတာကျေးဇူးတင်ပါတယ်နော် ဟာ ပြီးတော့လေအဲ့နေရာဝင်ကူညီပေးနဲ့ဟိုကရန်ဖြစ်တာလေထိသွားလာရင် အော်တစ်ချက်တည်းဟာဒီနားလေးထိတာ ဘယ်နာထိတာ ဒီနားလေးပါအာအော်နည်းနာနေသေးတာ ဟုတ်လားရောင်နေသေးတာနဲ့တူတယ်အားနာလိုက်တာကျေးဇူးလည်းတင်ပါတယ် ရပါတယ်ဒါလည်းကျွန်တော်ကဟိုကုညီထိုက်လို့ဝင်ကုညီရတာပါဒါပြဿနာမရှိပါဟာ အခုဘာလုပ်နေလဲ ကျွန်တော်ပလုံကောက်တာဆိုတော့ပလုံလိုက်ကောက်နေတာပေါ့ဒီမှာ ပလုံဆိုတာဟိုအေးဘူးခုန်နေဒီ ဟုတ်တယ်အစုံမ ဟိုလိုက်ခဲ့ရမလားဟမ်ဟုတ်လေပလုံကောက်တာလိုက်ခဲ့ရမလားလို့ အာခမရလေဗျာမဟုတ်တယ်ကျွန်တော်ပလုံကောက်တယ်ဆိုတာဟိုသူများနောက်ဖွေးလမ်းကြားတွေနောက်သူများအင်ဂျိုအင်ကြားတွေလိုက်ကောက်တဲ့ကိစ္စကြီးခမရနေထိုင်တယ်ဟာမလိုက်ပါနဲ့မလိုက်ပါနဲ့ ဟုတ်ပါဘူးဟိုနေ့ကလည်းထိထားတာဆိုတော့ဆေးလေးပါလေးဝယ်ပေးနေလေဟိုပြီးတော့အဲ့လိုကောက်တာလဲတစ်ခါမှလည်းမမြင်ဘူးဆိုတော့ဘုဟုတ္တရကျင်လို့လိုက်ခဲ့မယ်လေနော် ဟာမလုပ်ပါနဲ့ဗျာ အော်ပြောနေပါနဲ့အားမလားတော့ပြလိုက် 你们好大嘛，表俺俺一对的。ဟဲ့နင်းရတွေ့ရဆိုတော့ငါရင်ကြိုင်လိုက်တာ 俺好。 ဟဲ့ဘလုံးမရှိလို့နင်းလွတ်တော့လွတ်လို့ပြောတယ် 嘿，你干嘛？你干嘛？你干嘛？ ခိုင်နာမလွတ်နဲ့ 你来了，来我手边啊，晚上没进来，刚刚进来。不是，不是不，没嘛，来咱好些地方，不能里面的，晚上进来了吧？ ဘာလဲများလဲခုမှချစ်သူတွေပဲရှိသေးတယ်ဟာ ဟုတ်တယ်ချစ်သူတွေပဲရှိတာလင်းမရမဟုတ်ဘူး အမလေးဘလုံးချစ်ချင်းစီးမရှိလိုက်တာရေဘာလို့လဲဒီပလစ်တစ်လုံးနဲ့ဘာမှမဖြစ်သွားဘူးသိလား ဟဲ့နင်ကမဖြစ်ပေမဲ့ငါတို့ကဖြစ်တယ်နော်ဒီဖီယာတပ်ပလင်းကိုလေပြန်ပြီးတော့ရောင်းလို့ရှိရင်150ရတယ်သိလားရောက်ကို ဒီဥစ္စာတစ်လုံး150ဆိုတော့မင်းဘယ်လိုလုပ်သိတာတော့ သူကဟိုနေ့ကကိုတင်ပေးတာလေ မတဲကြီးတော့ကြီးတာပဲကဲထဲလာလိုက်ခါကြဒီလူကောင်မမျိုးတွေလုံးဝအလျှော့မပေးနဲ့ မပေးဘူး သဘောပေါက်တယ်နော်ဒါပြီးအဲ့ကောင်မနောက်ကငါတို့လိုက်ကောက်လိုက်ရမှာလိုက်ကောက်လိုက်ရမှာ တောက်နေတော့သွားမယ်ကိုကိုလို့လား ခွေးမ你ရန်ဖြစ်စရာရှာလို့အဲ့ပလုံကောင်းတဲ့သူတွေနဲ့ရန်သွားပြရတယ်ဟုတ်လားဟဲ့နင်းနဲ့အဲ့ပလုံနဲ့ဘာဆိုင်လဲ ဟိုမလေးကိုတော့လည်းကိုပလုံလိုက်ကောက်ပေးတာပါ ဖေးတွက်လက်ဘဲတွက်လက်ဘာ
ဘာတော့လဲ ဟိုကိုကြီးညီမလေးတစ်ခါပြောဘူးလေကိုနေထက်တို့လိုင်းနောက်ချက်တုံးကသူကညီမလေးကိုဝင်ပြီးတော့ကူညီပေးခဲ့တယ်ညီမလေးအချက်ကို ဟာကူညီပေးတာဆိုလဲနင်အဲ့မှာသူ့ကိုပြန်ပြီးတော့ပတ်စံလေးပါလေးပေးလိုက်ပြီးပြီမဟုတ်ဘူးလားနင်းနဲ့ကောင်နဲ့ဘာဆိုင်လို့လဲ သူကညီမလေးရဲ့ချစ်သူပါ တော်သေးရပါ ဟမ်ဘာဖြစ်တယ်ငါ့ကိုပြန်ပြောဘာဖြစ်တယ်ငါနားကြများမလားပြန်ပြောစမ်းလို့ ကိုကြီးနားချက်မမပါဘူးဟုတ်ပါတယ်ညီမလေးချစ်သူပါ ဟာလောက်ရလိုက်တာစုမြတ်ရဲ့နင်ကငါတငယ်ချင်းတွေဖြစ်တဲ့အင်ဂျင်နီယာတွေဆရာဝန်တွေလုပ်ငန်းရှင်တွေနဲ့ပေးစားတော့နင်သဘောမတူဘူးအခုဘာမဟုတ်တဲ့ပလုံကောက်တဲ့ကောင်ကြတော့နင်ကြိုက်တယ်ကောက်ရင်လည်းကောက်ပါငါမပြောလို့အခြားရုပ်ကသွားကောက်လေအခုကနင်ကငါ့ရင်ဖေးငါပတ်ဝန်းကျင်မှာလှည့်ကောက်နေတာပတ်ဝန်းကျင်ကလာပြောတော့ငါချက်ကွဲတာပေါ့ဟာနင်ကငါတစ်ခါလေးပြောမယ်နင်အဲ့ပလုံကောက်တဲ့ကောင်နဲ့ဖြတ်ရင်ဖြတ်မဖြတ်လို့ကတော့နင်နဲ့ငါနဲ့သိကမ်းပြတ်ပဲ ကဲပါ ဒါဆိုရင်ငါကြားတဲ့စနေကတကယ်မှန်မို့ ဟုတ်တယ်ကွာတကယ်ပဲ မင်းညမပလောင်ကောက်တဲ့ကောင်လည်းညီရွာတာ ဟုတ်တယ်လို့ ပလောင်ကောက်တဲ့လူတွေလည်းယူရတယ် ဟာကွာမင်းကလည်းမပြီးတော့ဘူးဟုတ်တယ်ပလုံကောက်တဲ့ကောင်နဲ့ခိုးရလိုက်သွားတာ ဟောမင်းက မင်းကငါတစ်ခါလေးပြောမယ်နောက်ကအဲ့ခွေးမအောင်ငါညမတို့ဘယ်တော့မှငါရှိမှမပြောနဲ့ငါသိကမ်းဖြတ်ထားတယ် ဟောတကယ်ချင်းရဲ့အဲ့လိုလည်းမဟုတ်ဘူးလေကွာမရှိတာမှဒီမှာမနေရောက်လဲရှိတာမင်းမကျင်သူ့ဘူးကကြည့်ပါနဲ့ မကြည့်နိုင်ဘူးငါမျက်နှာအိုးမဲတော့ပါတာငါ့ကိုခွေးဆက်ခင်းသွားတာကွာ ခုလည်းကြည့်ရက်ွက်ကြောရက်ွက်ကြောပလုံလိုက်ကောက်နေတာမင်းကြည့်ရလားဟမ်မင်းရဲ့ဆုံးမသွားတဲ့မိဘတွေရောဒါအောင်မြင်တွေ့ကျင်နေမယ်လို့မင်းထင်လားစဉ်းစားပါအောင်တကယ်ချင်းဟာကိုညမတွေကိုပြန်ခေါ်လိုက်ပါကွာနော်ပြီးခဲ့တာလည်းပြီးခဲ့ပြီကွာဘာမှပြန်ပြင်လို့မရတော့နော်ညမတို့ပြန်ခေါ်လိုက်ပါကွာ တော့ပြန်ခေါ်လိုက်ပါ ဖိတ်မရဘူးလေနော် ကောက်ပါမယ်အိမ်မနေခဲ့ပါဆိုမနေခဲ့ဘူးလိုက်တော့နေဘူးလေမပင်မန်းတာပေါ့ ဟောအဲ့လိုလိုက်ကောက်တာပြုတ်လို့တမင်သက်လိုက်ပါတယ်ဆိုမှပဲအိမ်မှာပဲနေခဲ့ခိုင်းနေတာပဲ ဩဒီကပင်မန်းမှာဆိုလို့အဲ့ကြောင့်မလိုက်ခဲ့နဲ့လို့ပြောတာပေါ့ မပင်မန်းပါဘူးအခုကိုတယောက်တည်းကောက်လို့ရှင်ပူပင်မန်းပါလေမတူပါလဲခါကျနှစ်ယောက်တူကောက်တော့ပင်မန်းတော့ဘူးပေါ့အခုပင်မန်းနေပြီလားပြော မပင်မန်းမှာဘူးဟိုင်းမျက်နှာလေးကိုကြည့်တတ်တဲ့အခါကျရင်လေအမိုးပြီးတော့ဒီကချွေးမထွက်ပါဘူးဟိုင်းကချွေးထွက်နေတာအဲ့ကြောင့်တော့ပြီးတာအဲ့ကြောင့်လိုက်မလာနဲ့ဆိုလိုက်လာ အမြဲအဲ့လိုပြောမှာနော် မလေးအများတိုင်းပြောမှချစ်လို့ စုမြတ်ညီမလေး ကိုကြီး ညီမလေး ကိုကြီး ဒီခုတော့နောင်နာရနေပြီမလားဟမ် ညီမလေးပလုံကောက်ရလားပြောတယ်ကိုကြီး ဟာနင်ကပလုံကောက်တာကိုပျော်နေသေးတယ်လားအခုဒီမိုက်တွင်းနဲ့နေတော့လားလို့ ပလုံကောက်ရတာတိတ်ပြောဖို့ကောင်းတာကိုကြီးမြုံလို့ရှိရင်လေညီမလေးတို့နဲ့တရက်လောက်ပလုံလိုက်တော့ပါလား ငါ့ကိုတရားခေါ်ဝင်ရ လိုက်ခဲ့ပါကွာ ဟာကောက်ကြလားလို့ငါတော့ကတော့စုမြတ်ရငါနင်ဒီလိုလုံးနေငါအကြည့်မနေနိုင်ဘူးကဒီဘဝစားနေနေတဲ့ထိုင်တဲ့ပုံစံနဲ့ကြည်အောင်လေဒီနေ့စားပြီးနေလို့လေမြငါ့အိမ်မှာလာနေတော့ ကိုကြီးဒါဆိုကိုကြီးညမနဲ့ကျွန်တော်သဘောတူတယ်ပေါ့နော် ဟဲ့မင်းဝင်မပြောနဲ့ငါညီမလေးဒီလိုဖြစ်နေတော့ငါမကြည့်နိုင်လို့ပြီးကြတော့ဖေတို့မေတို့ထားခဲ့တဲ့အမွေတွေတဲ့ကနင်တို့လောက်ကင်စားတော့လို့ရအောင်ငါအမွေတစ်ဝက်ခွဲပေးမယ် ကျေးဇူးတင်လိုက်တော့ကိုကြီးကျေးဇူးတင်လိုက် မင်းဝင်မပြောနဲ့လို့ငါညီမကိုပြောနေတာ ကိုကြီးတကယ်ပြောရနော် တကယ်ပြောတာ ပြောလိုက်တာကိုဒါဆိုလို့ရှိရင်လေကိုရီမန်းထားတဲ့ရီမန်းချက်တွေကိုအကောင့်တွေပေါ်လို့ရပြီကိုရဲ့ဟိုအဲ့ဆိုလို့ရှိရင်ဟိုကလေမှတ်ဖို့တင်ရင်သွားလို့ကြရ ဘာသားလုံးမ မဟုတ်တယ်မဟုတ်တယ် ဘာပုံနေဘာသားလုံးမဘယ်သူလုံးမ ဟိုကိုတော့လည်းမှတ်ဖို့တင်မရှိ ဟိုဒီကောင်ကမှတ်ပုံနေတော့မရှိဘူးအော်မှတ်ပုံနေမရှိတဲ့ကောင်များနေမို့လို့ဟာ သူတယောက်တည်းမရှိတာမဟုတ်ဘူးကိုကြီးရဲ့ဟိုသူတို့တမီသားစုလုံးမရှိတာ ဟုတ်ကဲ့ ဟိုဒါဆိုမင်းတို့တမိသားစုလုံးကလူဝက်တောက်တွေပေါ့ မပုံနေမရှိတာပါလူဝက်တော့မဟုတ်ပါဘူး မှတ်ပုံနေမရှိရင်လူဝက်တောက်ပဲပေါ့ကွာ ဟုတ်အဲ့ဒါပြီးလို့ရှိရင်လေပတ်စပို့ရုံတစ်ခါတော့ကြရ အဲ့ပတ်စပို့ရုံလာကျေးဇူးတင်လိုက် ပတ်စပို့ရောဘာလို့ ပတ်စပို့ရုံသွားပြီးတော့ဟိုကျွန်တော်တို့အခုအငွေတော့ခွဲပေးမယ်လေ အေးပေးမယ် အဲ့ဒီပတ်စံနဲ့ကျွန်တော်နိုင်ငံရတော့ပါကိုကြီးကျွန်တော်ရဲ့ရှင်မချက် ရီမန်းချက်တွေအကောင့်တွေပေါ်ပါ အော် အိမ်မက်တွေ ဒါဆိုမင်းမအိမ်မက်တွေရှိတာ ဟုတ် ပေါ့ ကဲ့ကျွန်တော်ရဲ့ရှင်မချက်တွေကျွန်တော်ရှိတယ် နိုင်ငံသားဟုတ်သွားမှာ ဟုတ်ကဲ့သွားပါပါ အ
အဲ့ဒါဆိုရင်တော့မစိုးပါဘူးကွာ ဟုတ်ကဲ့ပါ ငါအမွေခွဲပေးရကြုံနဲ့ ဟုတ်ကဲ့ မင်းနိုင်ငံသားရောက်ရင်ဘာစီးပွားရေးတွေလုပ်မှညီလေး ဟိုကျွန်တော်ပလုံသွားကောက်မှာပါကိုကြီး ဘာဖြစ်လဲ ပလုံသွားကောက်မှာပါကိုကြီး နိုင်ငံသားမှာ ဟုတ်ကဲ့ ပလုံကောက်အောင်မှာ ဟုတ်ကဲ့ မင်းတို့ဒီမှာပလုံကောက်လို့အမွေခွဲပေးတာနိုင်ငံသားဒီပလုံကောက်ချင်းနိုင်ငံသားဒီပလုံကောက်ချင်ရလားလို့ အဲ့ဘာကောက်တဲ့လူမရှိဘူး